Okay အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရှိကို Master မြန်မာကနေပြီးတော့ MS5205 ဆိုတဲ့ Digital Installation Tester ရဲ့လုံးရောက်ထားတယ် Solar System တွေအတွက်ပဲဆမ်မလား Low Voltage System တွေအတွက်ပဲဆမ်မလားအားလုံး Okay တယ်2500 volt DC ရတဲ့ Master ရဲ့ MS5205 လေးကျွန်တော်တို့စမ်းကြည့်ကြမယ် Okay သူ့ရဲ့ boot pack ကဒီပုံစံလေးပဲ MS5205 2 year running လို့ရေးထားတယ်ဒီဘက်ဘေးမှာဘာတွေပါမလဲဆိုရင်အဖေးမှာမို့နောက်မှာ250 volt 500 volt 1000 volt 2500 volt ထိရမယ်Okay, maximum 2500ပို့မှာ3 million ထိရမယ် test current ကမဆိုးဘူး okay တယ် now voltage ပါရမယ် voltage က1000 volt DC ထိရမယ် AC ဆိုရင်950 volt ထိရမယ် now resistance မတန်းလို့ရသေးတယ် resistance က1 million နဲ့ပဲတန်းလို့ရမယ်ပုံမှန် installation tester တွေမှာပါနေကြဖြစ်တဲ့ resistance တိုင်းတာကတော့200 million လောက်ရတယ်ဒီကောင်ကတော့1 million နဲ့ပဲ multimeter နဲ့ installation tester တွေရဲ့ဂျားထဲမှာရှိတဲ့ range လေးဆိုပါဦး okay စမ်းကြည့်ကြမယ် Okay အဲ့တော့ဖွင့်ကြည့်လိုက်မယ်အဲမှာတော်တော် A လေးတစ်အိတ်ထွက်လာတယ်ဗျာ Okay ဘူးလေးကဒီပုံစံလေးပဲဟိုကလက်ကင်ခိုင်းလေးနဲ့ရှေ့မှာ A လေးတစ်ခုပါမယ်ဒါပဲဘာမှထွေထူးမရှိဘူးဖွင့်ကြည့်လိုက်မယ်ဆိုရင်ရှေ့မှာကဒီမှာ quest tag လေးတစ်ခုပဲပါတယ်တကယ် fully user manual လိုချင်နေဆိုရင် master ရဲ့ website မှာဝင်ပြီးတော့ MS5205 ဆိုရှာပြီးတော့ download လိုက်ပြီးတော့ဖတ်လို့ရတယ် fully manual တော့ထည့်ထားမပေးဘူး now ဒီမှာက master ရဲ့ calibration certificate ပါတယ် okay ဘူးထဲမှာကဒီမှာ meter လေးတစ်ခုပါမယ်ဒီဘက်မှာကသူ့ရဲ့ကြိုးက installation tester ကိုဘယ်လောက် kV ထည့်ထားပေးလဲနည်းနည်းဒါလေးစိတ်ဝင်စားဖို့ကောင်းတယ် 6 kV DC ကြိုးနဲ့ထည့်ထားပေးတယ်မစိုးပါဘူး6 kV ထိရတယ်ဆိုတော့ကြိုးလေးတစ်ချောင်းပါတယ်ကလေးလေးနှစ်ခုပါတယ်အနေတစ်ခုအနေတစ်ခု okay ဒါပဲဒါမီတာဟောဒီမှာလွယ်ကြိုးလေးတစ်ခုပါတယ်ဒါမထုတ်တော့ပါဘူးအရင်ဆုံး accessory လေးတွေအရင်ကြည့်လိုက် accessory လေးတွေအရင်ကြည့်ရရင်တော့ကြိုးလေးကမစိုး silicone ကြိုးပဲအပြော့လေးပဲဒါအသိအဆင်မပြေဘူးဆိုတာကချောင်းချောင်းကြီးဖြစ်လို့တိတ်မကြိုက်ဘူးဒီကောင်ကကြိုးထောက်လို့ပဲပို့အဆင်ပြေမယ်ဒီလိုမျိုးဆိုရင်တိတ်ပြီးတော့သုံးရတာတိတ်မပြေဘူးရအဲ့ချောင်းချီတော့ဖြစ်နေမယ်သုံးလို့မရတာတော့မဟုတ်ပါဘူးသုံးလို့ရပါတယ်ကျွန်တော်တိတ်မကြိုက်တာ2500ပို့သုံးမဲ့ဟာမှာဒီနည်းနည်းလေးပိုကောင်းတာဆိုရင်တော့ပိုအဆင်ပြေတယ်ဒါချွတ်လို့မမြင်ရ Okay အဲ့တော့ master မြန်မာကကျွန်တော်ဒါလေးနဲ့အပြင်သူနဲ့တွဲသုံးလို့ရတဲ့ကြိုးလေးတစ်ခုပါပို့လိုက်တာဒီ3022ဆိုတဲ့ကြိုးလေးဒီကောင်လေးကဒီနေရာမှာစားထုတ်လို့ရမယ်ဒီကြိုးကဒီလိုမျိုး clip နဲ့တွဲအသိမပြေလို့ထင်ပါတယ်တစ်ချက်ဖောက်ကြည့်လိုက်မယ် Okay ကြိုးလေးကဒီပုံစံလေးမိုက်တယ်ဒီကောင်က Hyogi brand ရဲ့ကြိုးနဲ့သွားပြီးဆင်တယ်သူကဒီပုံစံလေးဒီကြိုးနဲ့မှပိုမိုက်တာဒီကောင်ကဘယ်လိုလုပ်ရမလဲဆိုတော့ဒီကြိုးကိုသုံးမယ်ဆိုရင်ဒီကောင်ကိုချော့ဒီကောင်မှာတက် Okay ဒီလိုမျိုးလေးဖြစ်သွားမယ်ဒီကောင်ပုံမှန်1000မို့ကြိုးပဲ1000မို့ဆိုတာကျွန်တော်တို့ပုံမှန်2500volt installation tester တွေမှာပါနေရကြိုးမျိုးပဲတချို့က1000ပါတယ်တချို့က1200voltပါတယ်အဲ့လောက်ပဲရှိတယ်ကျွန်တော်တို့စမ်းကြည့်ကြမယ်ဒီကြိုးလေးလဲအနေထားဘယ်လိုရှိမလဲဆိုတာ Okay accessory ရတော့ဒါအကုန်ပဲဘာမှထွေထူးမရှိဘူးကလေးလေးရတခဲလေးပညာထည့်ပြီးတော့စမ်းကြည့်ရမယ် Okay တခဲလေးထည့်ပြီးသွားပြီပါဝါလေးဖွင့်ကြည့်ရအောင် display ရတော့မဆိုးပါဘူးပုံမှန်ဘယ်ဘက်ကကြည့်ကောင်းမွန်မြင်ရတဲ့ display တွေပဲနောက်ကျွန်တော်ဒီထဲမှာခုနစမ်းကြည့်ရတော့ကြိုက်တာလေကျွန်တော်တခဲထည့်ပြီးနည်းနည်း click ကြည့်ရအောင် Titan လေးကတော်တော်လေးမိုက်တယ်အကုန်လုံးကိုတေချာပြပြနှံ့လေးနဲ့တချို့ display ဆိုရင်မီးလုံးလေးကဘေးမှာပဲဆိုတော့လေတေချာ display ကနန်းတွေကိုတေချာမမြင်အောင်မဆိုးဘူးဒီဘက်အပေါ်ဆုံးမှာဘတ်တွန်လေး3ခုပါတယ်ဒီတစ်ခုက lighting ဒီတစ်ခုက touch port လေးကိုရွေးလို့ရတယ်2500 500 1000 250 500 1000 2500 4ခုရမယ်နောက်တစ်ခုကဒီကောင် data hole နဲ့ log နဲ့တော့ဘာလုပ်ပေးလဲဆိုရင်ဒါလေးကိုနှိပ်ထားရင် test နှိပ်တဲ့ခါကျရင်ဒီလိုတစ်ချက်နှိပ်လိုက်မှာသူ auto lock လုပ်ထားပေးတယ်နောက်တစ်ချက်နှိပ်ရင်ဒါ cancel ပြီးရင် discharge ဆိုတော့ပုံမှန်ဒီတိုင်းပဲရိုက်ရှင်းနေဆိုရင်ဒီ lock ကိုမလုံးနဲ့ဒါကိုဖိလိုက်ရင်ဆိုရင်ဒါဆိုရိုက်မယ်လှုပ်လိုက်ရင် auto discharge ဖြစ်သွားမယ် function ကိုဒီ lock လေးနဲ့ပါဆိုတော့ပုံမှန်Hyogi တို့ဘာလို့မှဆိုရင် measure button ကနှစ်ခုလေ lock button ရဲ့ yo measure button သူကတစ်ခုတည်းကို lock နဲ့ချိန်ထားတာဒါလေးမစိုးဘူးနောက် memory မှတ်လို့ရတယ် memory မှတ်လို့ရမယ် timer ပါမယ်timer ပါတာလေးတော့မဆိုဘူးကျွန်တော်တို့ installation test 2500volt လောက်ဆိုရင် timer လေးပါတာပိုကောင်းတယ်လေနော် timer ကဒါ timer on off select ထဲမှာရှိမှထင်တယ်
address အတိုင်းပဲ average ဒါက compare function ပါတယ်အတိုင်းမှာ timer လောလောဆယ်ဒီမှာ1 minute ချထားတယ်ချိန်လို့ရတယ် enter လေးချက်နှိပ်ဒီမှာဒီညားလေးနဲ့ချိန်အောင်မယ် okay ဒီဟာပါရသေးတယ်ဗျာဒီဟာရတယ် PI မှာရတယ်7 minute ရိုက်မယ်ဆိုရင် PI မှာရတယ် so okay တယ်ဒီကောင်လေးကသုံးလို့တော်တော်လေးသုံးဝင်အော်ဘာကြီးလဲ top product 3ပေါက်တောင်ပါတယ်3ပေါက်ကိုမှာတဲ့ဒီကောင်နဲ့ installation test ဆိုရင်ဒီ2ပေါက်ကိုသုံးနဲ့ body တို့ potential တို့ sample ဆိုရင်ဒီ2ပေါက်ကိုသုံးနည်းနည်းတော့စားတယ်ပုံမှန် installation test ဆိုရင်လို့2ပေါက်ပဲပါတာပေါ့နော်သူက3ပေါက်ခွဲထားတယ်စမ်းကြည့်တာပေါ့ဘယ်လိုနေမလဲဆိုတာ okay အရင်ဆုံးဒီ potential နဲ့ own testing လေးကိုပဲအရင်စမ်းကြည့်လိုက်မယ်ဒီကြိုးလေးကထောက်လို့ကတော့တော်တော်အဆင်ပြေမယ်ဒီလိုမျိုးထောက်ပြီးသုံးဖို့အတွက်ကတော်တော်အဆင်ပြေတယ်လက်ကင်လေးကလည်းဟိုကန်လို့တော်တော်အဆင်ပြေတယ်ပုံမှန် multimeter product ကိုတော့ product ကြီးထားပြီးတော့လေထောက်ရတာအဆင်ပြေတယ် 6KB ကြိုးနဲ့ဆိုတော့ safety ဖြစ်မယ်အဲ့ဒီချက်တော့မိုက်တယ်ဒီကောင်ကဒီကောင် common ဒီကောင်က polish time မို့တော့ common အလဲကောင်မှာအမြဲတမ်းပဲ okay ဒီလိုထောက်ထားလိုက်မယ်တော့ on ခုနညူဒီရောဆိုတော့ကျွန်တော် zero adjust ကို relative on ထားလို့ရတယ်ဗျာ on ထားလိုက်ရင်သုံးလို့ရတယ်ဥပမာကျွန်တော် resistance တစ်ခုတိုင်းမယ်ဆိုရင် relative function နဲ့သုံးလို့ရတယ် so နောက်သူ့ရဲ့ milliamp က1 milliamp ပဲဆိုတော့နည်းနည်းတော့နည်းတယ်ပုံမှန် insulation tester တွေမှာပါနေကြ milliamp ကကျွန်တော်များတယ်လို့ပြောလို့ရတယ်သူက200ဝန်းကျင်လောက်200 milliamp ဝန်းကျင်လောက်နဲ့ continuity test ဆိုတော့သူ့ရဲ့ continuity test တွေကကောင်းကောင်းလုပ်တယ်ဒီကောင်1 milliamp ဆိုတော့မဆိုးပါဘူး multimeter နဲ့ hybrid insulation tester ရဲ့ဂျားလေးလောက်မှာတော့ရှိတယ်ဟုတ်တယ်1 million လောက်ပဲရတယ်ဆိုတော့1 million ဆိုတာပုံမှန်အားဖြင့်ဒီကျွန်တော်တို့ဟိုဒီမှာ micro amp လောက်ပဲရတော့ multimeter တွေမှာ micro amp လောက်ပဲရတယ်ဆိုတော့ multimeter တွေတော့အများကြီးကောင်းတဲ့ continuity tester တစ်ခုကိုရမှာ okay now resistance တွေတိုင်းကြည့်မယ်ဒါလေးကဒီလိုလေးသုံးရတာသိမကြိုက်ဘူးကျွန်တော်ဒီလိုလေးကိုပိုသဘောကျကျွန်တော်ချက်ပြဒါလေးကပို့ပြီးတော့ mic ကလစ်ချိတ်သုံးတာလေဒီကလစ်နဲ့ကိုဒီကျိုးနဲ့ချိတ်ထားလိုက်ဒီကျိုးကိုရိုးထောက်ဖို့ပဲသုံးကျိုးနှစ်ချောင်းထည့်ထားလိုက်ရင်တော်တော်အဆင်ပြေတယ်ကျွန်တော်ဒီပုံစံလေးပို့သဘောကျတယ်ဒီမှာ resistance ကို200 ohm ထိပဲရမယ်200 ohm ထိအောက်ဆိုတော့ continuity test လောက်ပဲကောင်းကောင်းရမှာပါဟိုလို circuit တွေမှာထောက်ဖို့တော့အဆင်မပြေဘူးသူက200 ohm နဲ့အောက်ပဲ continuity test ကောင်းကောင်းလုပ်လို့ရမယ် okay အဲ့တော့ AC board တွေလေးစမ်းကြည့်နဲ့195 190 200မှာသူက scale တစ်ခုပြောင်းသွားရဲဆိုတော့သိကြတယ်သူရဲ့ display ကောင်က2000ပေါ့နော်2000အနေနဲ့လာမှာသူကခဏန်းသုံးလုံးဆို200ပေါ့ display ကောင်200အနေနဲ့သွားမယ်300 200အနေနဲ့တော့မဟုတ်ဘူးခဏန်းက2ထိပဲရမှာဟုတ်တယ်200 2000အဲ့လိုမျိုးသွားမှာ950အထိရတယ်ဆိုတော့980ကျော်သွားရင် over ပြပါတယ်နော်990 980လောက်ရောက်သွားရင်ဆို over ပြပါတယ်နော် okay မ DC board စမ်းကြည့်မယ်ဒီကောင်လေးကကျွန်တော်သုံးနေကြကျွန်တော်ရုံးမှာသုံးနေကြ mega brand လေးသူကတော့ဒီကောင်လေးဒီဇိုင်းတော့ဈေးအများကြီးကြီးပါတယ် okay အရင်ဆုံး250 volt reading နဲ့စမ်းကြည့်မယ် test လုပ်ကြည့်မယ်256အတူတူပဲ body reading ဘယ်လောက်မှမကွာအောင်เนาะ so okay 900 volt နဲ့စမ်းကြည့်မယ်904 905 906 reading တော်တော်လေးကောင်းတယ်ဒီကောင်နဲ့လည်း okay ဒီကောင်1000မို့ရိုက်တော့မှဆိုရင်အလန်းလေးတစ်ချက်ပေးတယ်121ဒီကောင်190 20 okay တဖို့လောက်ပဲကွာပါတယ် so okay တဲ့ body reading လည်းကောင်းကောင်းလုပ်တယ်1000နဲ့ပပကြော်တာလောက်ကိုတိတ်ပြီးတော့ဟောမဖြစ်ဘူးဆိုတော့ဆိုင်ရတာ okay မယ်အဲ့တော့နောက်တစ်ခုက insulation test ပဲကျန်တော့တယ် insulation test မှာ body ထွက်မယ်ထွက်တဲ့ body ကိုလည်းနည်းနည်းလေးတိုင်းကြည့်ရအောင် okay အရင်ဆုံး250ဖို့sorry လော့လောက်ထားမှာအဆင်ပြေမှာ250 200နဲ့290လောက်ပြရတယ်တကယ်တော့265ဖို့ရှိတာโอเคအဆင်ပြေတယ်နောက်detach function လည်းကောင်းကောင်းအလုပ်လုပ်တယ်အခုက900ဖို့ဖိချလိုက်ပါ920ကျော်လောက်โอเคဆိုပါ
ဒီကောင်လဲ Jurisu brand လေးလိုပဲနည်းနည်းလေးပိုထွက်နေတယ် Mega ဆိုရင်တော်တော်တိကျတယ်1000ဆိုရင်တော့1000ဘိုးလေး20ဝန်းကျင်လောက်ပဲပို့တာအဲဒါ1046 1000မှတော့မစိုးပါဘူးကောင်လေ900မှာတော့နည်းနည်းလေးဘိုးလေးပိုများတယ် Jurisu လောက်ပါပဲခေ1000 2500စမ်းကြည့်မယ်25002600 2900ကျော်တော့ထွက်နော် Okay ဘိုးထွက်တာလည်းမစိုး installation resistance test လေးကြီးစမ်းကြည့်ကြမယ် Okay သူရဲ့ output test current လေးစမ်းကြည့်ကြအောင်ဘယ်လောက် million လောက်ထိ maximum ထွက်မလဲဆို250ပုံမှာ3 million ထွက်တယ်မစိုးဘူး3 million ထွက်တယ်900ပုံမှာ3 million ပဲ2500ပါ3 million ထွက်တယ်ဆိုတော့မိုက်ပြီ2500မှာလည်း3 million ထွက်တယ် Okay ဒါဆို SPD testing တွေပါလို့ဖို့ကောင်းကောင်းရတယ်ဗျာချက်စမ်းကြည့်အောင် Okay 3 million လောက်ရတာဆိုတော့ကျွန်တော်တော်တော်စိတ်ဝင်စားသွားတယ်2500 3 million ဆိုရင်ကျွန်တော်တို့ပုံမှန်1000မို့ SPD တွေပါကောင်းကောင်းဆန်းလို့ရတယ်ဗျာတကယ် breakdown police လောက်ထိကိုဆန်းလို့ရတယ် Okay ကျွန်တော် test ကနှိုက်ကြည့်လိုက်မယ် Okay ဒါဆို1 million ရဲ့ breakdown police က1546ဒီ break ကောင်ရဲ့ breakdown police က1540ခွန်ဒီတိုင်းဆန်းလို့ကို okay နေပြီဗျာကျွန်တော်ဒီ meter တော့ဒီတစ်ခုတော်တော်သဘောကျပါတယ် Okay ဒါဆိုနောက်တစ်လုံးဆန်းမယ်သူရဲ့ breakdown police က1284ဒီကောင်ဆိုရင် breakdown police က1200ကျော်ဒီကောင်ကဟိုတာ1500ကျော်လောက်ရတယ် Okay ဗျာသူရဲ့ breakdown police တွေကြာနေလားမကြာနေလားကောင်းကောင်းစစ်လို့ရပြီဗျာဒီတစ်ခုတော့သဘောကျပါတယ်ဒါ1532မြင်ရလားတော့မသိ1532ဒီကောင်က Omega brand ကဒါဒီ TUMZN က1200ကျော်လောက်ပဲတက်တယ်ဒါတော့ဒီမှာ 1.2 million လောက်ဖြစ်နေပြီဆိုတော့နော်1200ဒီကောင်က1000ဆိုပေမဲ့နည်းနည်းလေးကျော်လာတဲ့ကိုဒီကောင်က1 million breakdown police region ကိုရောက်နေပြီခွေနောက်ထပ်ဒီမှာဒီနှလုံးနဲ့စမ်းကြည့်အောင်ဒီနှလုံးတစ်လုံးကကောင်းတယ်တစ်လုံးကမကောင်းထောက်ကြည့်မယ်ဒါဆိုပြတ်နေပြီ2ဖို့ပဲရတယ် reading 2ဖို့ပဲရတယ် Okay ဒါနောက်တစ်လုံးစမ်းကြည့်မယ်ဒီကောင်က665ဒါမဲ့ဒီမှာ3 million လောက်ပြတက်သွားတယ်အမှန်တော့665 1 million မှာယူရမှာ breakdown police ကဆိုပါဦးဒီကောင်နဲ့ test လုပ်လို့ရတယ်လို့ပြောလို့ရတယ်665ဒီကောင်က385ဖို့ AC နဲ့665မှာ breakdown police Okay ဗျာဒီကောင်တွေ SPD testing လုပ်လို့ရတယ်ကျွန်တော်တို့သဘောကျပါတယ်ဒီမီတာတော့အဲ့တခုမိုက်သွားပြီဆိုလာသမားတွေ SPD testing လုပ်ရှင်ဒီကောင်သာဝယ်လိုက်တော့ဗျာဒီကောင်ဝယ်ပြီးတော့ SPD ကိုတန်းရိုက်လိုက်ရလာတဲ့ body ကို reading မှတ်လိုက်အဲ့ reading ကရှေ့ဆန်းတာနဲ့နောက်ဆန်းတာနဲ့ကျသွားပြီဆိုရင် SPD ကလည်း degrade ဖြစ်လာပြီ Okay မိုက်တယ် Okay ကျွန်တော်ဒီမီတာလေးကိုဆန်းလဲသုံးကြည့်ပြီးသွားပြီဒီကောင်က250ကနေ1000မို့ထိ250 900 1000 2500 selection ၄ခုရွေးပြီးတော့ installation test လုပ်လို့ရတယ်ပြီး compare function တွေ memory တွေမှတ်လို့ရမယ် timer ပါမယ် DR တွေ PI တွေထိဆန်းလို့ရမယ်နောက်တစ်ခုကကျွန်တော်ဒီကောင်နဲ့ solar SPD တွေကိုဆန်းတာတော်တော်အဆင်ပြေတယ်သူက3 million အထိကိုရတဲ့အတွက်ကျွန်တော် breakdown police တွေကိုပါဆန်းလို့ရတယ်တကယ် breakdown police ဆန်းတဲ့ tester တော့မဟုတ်ဘူးเนาะ breakdown police တွေပါဆန်းလို့ရတယ်တခုပဲဒီကောင်က solar installation tester မဟုတ်တဲ့အတွက် solar ပြားတွေကို installation test လုပ်ဖို့တော့အဆင်မပြေဘူး solar string တွေကို isolated လုပ်ပြီး installation test လုပ်တာဒါမျိုးတွေအကုန်အဆင်ပြေတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကို solar ဆရာတွေအတွက် SPD တွေအတွက်ပြဿနာတက်နေရပဲဖြစ်ဖြစ် ground fault တွေပြဿနာတက်နေဒါလေးနဲ့စမ်းကြည့်လို့ okay တယ်ဈေးလဲတင်တယ်ဆိုတော့เนาะကျွန်တော်ဒီပစ္စည်းလေးရဲ့ဈေးလေးကိုလည်း master ကိုမေးပြီးတော့ကျွန်တော် description ထဲမှာဈေးလေးပါထည့်ထားပေးမယ် MS5205 ဆိုပြီးတော့လမ်းပြီးတော့မေးလို့ရတယ် okay နောက်နေ့မှပြန်တွေ့ပါမယ်